Cupid တယောက်သူ့ရဲ့ပထမဆုံး mission ကိုစတင်ခဲ့တယ်။သူဟာပင်မဖြစ်တဲ့မိန်းကလေးစီအသေးချချိန်ရွယ်ပြီးအချစ်များကိုလွှတ်လိုက်တာပေါ့။ဒါပေမဲ့ညာကမိန်းကလေးရဲ့ဖုန်းကိုထိပြီးလွင့်ထွက်သွားပြီးတော့ဘေးနားကကြောင်ပေါက်စာလေးစီတွိုက်ဆိုင်တော့တယ်။အဲ့ဒီမှာတင်ကြောင်ပေါက်စာလေးဟာငါးကလေးတစ်ကောင်ကိုချက်ချင်းအသေးအတန်ချစ်မိသွားတော့တာပေါ့။ဒါပေမဲ့လေ Cupid ဟာသူ့ mission ကိုမဖြစ်အောင်ဆက်လုပ်ရအောင်မလို့ဒီတစ်ခါတော့အဲ့ဒီမိန်းကလေးနဲ့ဖူးစာပါရမယ်ကောင်လေးစီကိုထက်ချိန်ပြီးပြစ်ပြန်တယ်။ဒါပေမဲ့ရလက်ကတော့ထုံးစံအတိုင်းဖုန်းကပဲပြန်ကားကွယ်သွားခဲ့ပြန်ပါလေရော။ညာကအဲ့ဒီကြောင်ပေါက်စာလေးစီပဲထက်ဆိုင်သွားလို့ကြောင်ကလေးခရဟိုငါးကလေးကိုပို့ပြီးတော့တောင်အသက်ထက်ဆုံးချစ်မိသွားချတယ်။ Cupid လည်းအချင်းများတွေကိုတစင်းပြီးတစင်းစက်တိုက်ပေးပါတော့တယ်။ဒါပေမဲ့များတိုင်းဟာဖုန်းတွေနဲ့ပဲတိုးပြီးလွတ်လွတ်သွားခဲ့တယ်။အစင်မပြေလို့စိတ်ပြက်လက်ပြက်ဖြစ်သွားတဲ့ Cupid ဟာသူ့ရဲ့ဆရာ Mentor စီအကူအညီတောင်းဖို့လုပ်ပေမဲ့ဆရာဖြစ်သူကလည်းဖုန်းပို့လို့ကောင်းနေတာနဲ့သူ့ကိုလုံးဝလက်မကြည့်ခဲ့ဘူး။တငယ်ချင်းဖြစ်သူစိတ်တက်ကြပြီးဝမ်းနေတာကိုမြင်တော့ Cupid ရဲ့တငယ်ချင်းတွေကဝင်ကူညီဖို့ဆုံးဖြတ်လိုက်ကြတယ်။သူတို့တွေအစီအစဉ်တစ်ခုဆွဲပြီးအဲ့ဒီမိန်းကလေးညရောက်ရထားပေါ်တက်တဲ့အချိန်မှာအားလုံးစုပေါင်းပြီးစူပါအချက်များနဲ့ပြိုင်တူပစ်ချလိုက်ကြတယ်။ဒီတစ်ခါတော့တေချာပေါက်အောင်မြင်ပြီးလို့ Cupid ယုံကြည်နေခဲ့တာပေါ့။ဒါပေမဲ့နောက်ဆုံးမိနစ်ကြာမှများကခရီးသည်တယောက်ရဲ့ iPad ကိုသွားမှန်ပြီးလမ်းကြောင်းလဲသွားပြန်ရော။ Mission ကတော့နောက်တစ်ချိန်ထပ်ချရှုံးသွားခဲ့ရပြန်ပြီ။အခုဆိုရင် Cupid မှာနောက်ဆုံးလက်ကျန်များတစ်စင်းပဲရှိပါတော့တယ်။ဆက်ပြီးချရှုံးခဲ့ရင်သူဟာလောကကြီးထဲကနေပျောက်ကွယ်သွားရတော့မှာပါ။ဒါနဲ့သူဟာမင်းရောက်ရထားရဲ့အရေးပေါ် break လို့ကိုပိုက်ချင်းပြီးပြစ်ဖို့ဆုံးဖြတ်လိုက်တယ်။သူတငယ်ချင်းတွေကလည်းသူတို့များတွေနဲ့ဝိုင်းပေးကြတာပေါ့။နောက်တစ်စက္ကန့်မှတင်မင်းရောက်ရထားကြီးကအရေးပေါ် break ကိုပြီးဝုန်းကနေရပ်သွားခဲ့တယ်။ရထားပေါ်ကခရီးသည်တွေအားလုံးရဲ့လက်ထက်ကဖုန်းတွေလည်းချမ်းပင်ပေါ်ကိုယုံတုံကားပြူကြကုန်ကြတာပေါ့။အနောက်ရှေ့ပေးမဲ့ဖုန်းတွေမရှိတော့တဲ့အချိန်မှာတော့အေဒီကောင်မလေးနဲ့ကောင်လေးဟာတယောက်ကိုတယောက်စတင်ပြီးသတိထားမိသွားကြပါတော့တယ်။